များဆုံးမေးခွန်းလေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့မှဖြည့်ပေးတာဖြစ်ပါတယ်။လာရောက်မျှဝေပေးရဖြစ်ပါတယ်။အဲ့ဒါကTikTok မှာအမေများဆုံးကပါလဲဆိုတော့အမတစ်ဖက်လူကဘလို့သွားလို့ဘလို့မျိုးပြန်လောက်ကမလဲပြန်ဖြည့်ရမလဲဆိုရင်မေးခွန်းပေါ့နော်အဲ့ဒါအရင်မေးများတယ်ပေါ့နော်။တစ်ဖက်လူကကိုယ့်ကိုမလို့အဲ့လိုမလို့ချင်တော့လို့ဘလို့သွားတာဖြစ်တယ်တဲ့။ကိုကလည်းပြန်ပြီးတော့မှဖြည့်လိုက်တာပါလဲဆိုတော့ကိုယ့်ရဲ့ပြတာကိုယ့်ရဲ့စိတ်နာကိုယ့်ရဲ့တိုင်လို့စင်နဲ့သူနဲ့မထိုက်တန်မထိုက်လို့ပေါ့နော်မထိုက်လို့အဲ့ဒီလိုပဲဖြည့်လိုက်တာဒါကတော့အမျိုးချင်းလုံးဖြည့်ပဲဖြစ်ပါတယ်တစ်ဖက်လူကကိုယ့်ကိုဘလို့သွားလာတာတော့ကိုယ့်ဘက်ကနေဖြည့်လို့မရပါဘူးပြန်ဖြည့်လို့မရပါဘူးဘာကြောင့်လဲဆိုတော့သူကိုယ်လည်းငါဒီဘလို့ဖြည့်မှာပဲကိုကရမှာပေါ့နော်ဒါကြောင့်မလို့တစ်ဖက်လူကဘလို့သွားတယ်ဆိုလို့ရှိရင်ဘာမှမေးလည်းမမေးနဲ့ပေါ့နော်ဒါကချင်းလဲပုံနဲ့ဘယ်သူမှလည်းဒါဒီလိုမျိုးလုံးလို့မရဘူးเนาะနီးစံရှိပါဘူးအဲကြောင့်တစ်ဖက်လူကဘလို့သွားတယ်ဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်ပဲကိုယ့်ရဲ့ချင်းနဲ့ကိုယ့်ရဲ့တိုင်ရပြနဲ့သူနဲ့မလိုက်လို့မထိုက်တန်လို့ပေါ့နော်အဲ့ဒီလိုပဲတွေ့လိုက်တာဒီဗီဒီယိုကို share လေးလည်းတစ်ချက်လုပ်ပြတော့ပါမေးတဲ့သူများလို့ပေါ့နော်အခုလိုပဲလာမေးတဲ့သူတွေသိအောင်ဒီဟာလေးကိုဗီဒီယိုလေးကို share လေးတစ်ချက်လုပ်ပြတော့ပါအသေးလေးပြီးတော့ follow လေးလည်းတစ်ချက်လုပ်ပြတော့ပါရှင်ကျေးဇူးတင်ပါတယ်